ကျွန်တော်တို့ဒီဘက်မှာတော့ဦးလထေနီကာဆိုတဲ့ grammar လေးတစ်ခုကိုလေ့လာကြည့်ကြအောင်ဒီ grammar လေးရဲ့အဓိပ္ပာယ်ကတော့မှားမလို့ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီ grammar လေးကိုတော့အလုပ်တွေကိုခွဲဝေတဲ့အခါမျိုးမှာ grammar လေးကိုသုံးပြီးတော့ပြောပါတယ်ဥပမာအဖြစ်နေကစောကကြည်သူဟာထေနီကာနော်နော်သူတဲ့ကြီးကြုံပေါ်ရကြောစာဒီဖြင့်ငါကမကန်ဆေးမှမို့လို့နေရတော့အမိုက်ပစ်ပြီးစသည်ဖြင့်အလုပ်တွေကိုခွဲဝေတဲ့အခါမျိုးပုံစံတွေမှာဒီ grammar လေးကိုသုံးပြီးတော့ပြောပါတယ်ဒီ grammar လေးကိုဘယ်လိုမျိုးအသေးစိတ်သုံးလဲဆိုတာကျွန်တော်တို့အတူတူဆက်ပြီးတော့လေ့လာကြည့်ကြအောင်အားလုံးပဲမင်္ဂလာပါ Easy Korea Channel မှာကြိုဆိုပါရစေဒီနေ့လေ့လာမယ့် grammar လေးကတော့ဦးလထေနီကာဆိုတဲ့ grammar လေးဖြစ်ပါတယ်ဒီ grammar လေးရဲ့အဓိပ္ပာယ်ကတော့မှားမလို့ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီ grammar လေးကိုတော့ယုံစာလို့ခေါ်တယ်နမဝိဒနာနဲ့လည်းတွဲသုံးလို့ရလို့ဒုံစာလို့ခေါ်တယ် verb တွေနဲ့လည်းတွဲသုံးပါတယ်ဒီ grammar လေးရဲ့အသုံးပြုပုံကတော့ကိုအသုံးပြုမဲ့ verb တို့မဟုတ် adjective မှာအသက်ပါလို့ရှိရင်ဦးထည့်ပြီးတော့တက်မပါနော်လာတက်ကပ်ပြီးတော့နောက်မှာ technical ဆိုပြီးတော့သုံးပြရပါတယ်နောက်တဲ့ဒီ grammar လေးကိုအသုံးပြုတဲ့အခါမှာတည်ထားမှာမတ်တစ်အနေနဲ့အလုပ်တွေကိုခွဲဝေတဲ့အခါမျိုးမှာဒီ grammar လေးကိုသုံးပြီးတော့ပြောပါတယ်နောက်ထပ်ခံမှန်းပြောဆိုတဲ့အခါမျိုးတွေမှာလည်းဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ရှင်းသွားအောင်ကျွန်တော်တို့နမူနာအကြောင်းလေးတွေကြည့်ပြီးတော့လေ့လာကြည့်ကြအောင်နံပါတ်1ဥမာလေးကိုကြည့်အောင်Higoနဲ့ဘိုင်နဲ့ယောမမူရီနိုနေကဟာထက်နီကအိုနူအီဂျီကာဆောရှိစေယောHigoနဲ့ဘိုင်နဲ့ယောပြင်ပန်းနေတဲ့ပုံပဲမမူရီနိုနေကဟာထက်နီကဆုံးသက်လက်စားတက်တာကိုတော့ငါကလုံးမှာမလို့ဟိုနူတော့အီဂျီကာဆောရှိစေယောဒီနေ့တော့စောစောပြန်ပြီးတော့နားလိုက်ပါအဲ့မှာပြန်ဖြေတာကိုမဝေါ်ယောမွန်ဂျောခါကေယောကျေးဇူးတင်ပါတယ်အရင်သွားနှစ်ပါမယ်ဒီမှာဆိုရင် verb ကိုကြည့်တဲ့အခါမှာဟာဒါမှာအသက်မပါတဲ့အတွက်အောက်မှာလာတက်ကပ်ပြီးတော့နေကဟာထဲနီကာဒီလိုပုံစံလေးတွေကစကားပြောပုံစံမှာအရန်ကိုသုံးပါတယ်ဒီလောက်ကိုငါတာဝန်ယူလိုက်မှာမလို့အရင်ပြန်ပြီးတော့နားလိုက်ပါဒီလိုမျိုးဟိုကတာဝန်ယူတဲ့အခါမျိုးမှာလည်းဒီလိုပုံစံလေးတွေသုံးပြီးတော့ပြောလို့ရပါတယ်ဟုတ်ပြီအစားလုံးတစ်ခေါက်ဖတ်ကြည့်အောင်ဖီကိုနဲ့ဘိုင်နဲ့ယောမမိုရီနိုနေကဟာထဲနီကာအိုနူဒိုအီဂျီကာဆောရှိစေယောဂုမဝါယောမွန်ဂျောခါကေယောဟုတ်ပြီနောက်တဲ့ဥမာတစ်ခုထပ်ကြည့်အောင်နေကစောကကြည်လူဟာထဲနီကနော်နော်ဘာရချုံဆိုလူဟာစေယောအာကပကံစီတာကိုလုံမမလို့နေကတော့ဘာရချုံဆိုလူဟာစေယောကျမ်းမြင့်တန်ရှင်းလောက်ပါဒီမှာဆိုလို့ရှိရင်လေဘက်ကိုကြည့်တဲ့အခါမှာစောကကြည်လူဟာတာဖြစ်တဲ့အတွက်အောက်မှာလာတက်ကပ်ပြီးတော့နေကစောကကြည်လူဟာထဲနီကငါကပကံစီမမလို့ဟုတ်ပြီစာလုံးတစ်ခေါက်ဖတ်ကြည့်အောင်နေကစောကကြည်လူဟာထဲနီကနော်နော်ဘာရချုံဆိုလူဟာစေယောငါကပကံစီမမလို့နေကတော့ကျမ်းမြင့်တန်ရှင်းလောက်ပါနောက်တဲ့ဥမာတစ်ခုထပ်ကြည့်အောင်နေဤတုံခြာကမခိထဲနီကအီဂျီချူပါရာစေယောမနှက်ဖြန်မှာတော့ကားပိတ်မှာမလို့အီဂျီချူပါရာစေယောစောစောထွက်ခွာပါဒီမှာဆိုလို့ရှိရင်လေမခိတာပိတ်ဆို့သည်မခိတာမှာအတက်မပါတဲ့အတွက်အောက်မှာလာတက်ကပ်ပြီးတော့မခိထေနီကာမနှက်ဖြန်နေဤခြာကမခိထေနီကာမနှက်ဖြန်ကားပိတ်မှာမလို့ခံမှန်းတဲ့ပုံစံဖြစ်ပါတယ်ဒီလိုမျိုးခံမှန်းပြောဆိုတဲ့အခါမှာလေဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်နေဤတွန်ခြာကမခိထေနီကာဤကြီးချိုးပါတာစေယောမနှက်ဖြန်ကားပိတ်မှာမလို့စောစောထွက်ခွာပါချူပါရတာထွက်ခွာသည်ဟုတ်ပြီနောက်တဲ့ဥမာတစ်ခုထပ်ကြည့်အောင်
한국어 논리시험이 어려울 테니까 열심히 공부하세요. 한국어 논리시험이 어려울 테니까 코리아 2013회가 어려울 테니까 크게 마음으로 열심히 공부하세요. 주주자자 살리라봐. 아래 칸만의ပုံစံ ဖြစ်ပါတယ်. ဒီမှာ어려다ဆိုတာadjective နမဝေဒနာဖြစ်ပါတယ်. 어려다ကိုမူမှန်ဘာသက်ဖြစ်တဲ့အတွက်ဘာသက်ကိုဖြုတ်ဦးပြောင်းပြီးတော့어려우မှာအောက်မှာအသက်မရှိတော့တဲ့အတွက်လာသက်ကပ်ပြီးတော့어려우ဆိုပြီးတော့သုံးပြရပါတယ်. 어려울 테니까 열심히 공부하세요. ဟုတ်ပြီဆောင်းတစ်ခေါက်ဖတ်ကြည့်အောင်. 한국어 논리시험이 어려울 테니까 열심히 공부하세요. 코리아 2013회가 크게 마음으로 주저하다 살리라봐. ဒါလည်းခန့်မှန်းတဲ့ပုံစံဖြစ်ပါတယ်. ဆောင်းမွဲကခက်ခဲမှာမလို့စာကိုကြိုးစားလေးလာပါ. နောက်တဲ့ဥမာတစ်ခုထပ်ကြည့်အောင်. 왜 이렇게 열심히 공부해요? ဘာဖြစ်လို့ဒီလိုမျိုးကြိုးစားစာလေးလာနေတာလဲ. 공부를 안 하면 시험을 못 볼 테니까요. စာမလေးလာလို့ရှိရင် 시험을 못 볼 테니까요. ဆောင်းမွဲမဖြေနိုင်မှာမို့လို့လေ. ဒီ grammar လေးကိုအဆုံးသတ်ပုံစံနဲ့လည်းသုံးလို့ရပါတယ်. ဒီမှာလို့ရှိရင် 시험을 보다မှာအောက်မှာလာသက်ကပ်ပြီးတော့ 시험을 못 볼 테니까요. ဆောင်းမွဲမဖြေနိုင်မှာမို့လို့လေ. ဟုတ်ပြီစလုံးတစ်ခေါက်ဖတ်ကြည့်အောင်. 왜 이렇게 열심히 공부해요? 공부를 안 하면 시험을 못 볼 테니까요. စာမလုပ်လို့ရှိရင်ဆောင်းမွဲမဖြေနိုင်မှာဆိုလို့လေ. ဒီ grammar လေးကိုအဆုံးသတ်မှာထည့်ပြီးတော့လေဒီလိုပုံစံတွေနဲ့သုံးလို့ရပါတယ်. နောက်တဲ့ဥမာတစ်ခုထပ်ကြည့်အောင်. 제가 청소를 할 테니까 누나는 요리를 해주세요. ကျွန်တော်ဟာတန်ရှင်းရေးလုပ်မှာမလို့အမကတော့ဟင်းချက်ပါ. ဒါတော့အလုပ်ကိုခွဲဝေတဲ့ပုံစံဖြစ်ပါတယ်. 제가 청소를 하다မှာအသက်မပါတဲ့အတွက်လာသက်ကပ်ပြီးတော့제가 청소를 할 테니까 누나는 요리를 해주세요. အမကတော့ဟင်းချက်ပါ. နောက်တဲ့ဥမာတစ်ခုထပ်ကြည့်အောင်. 내가 영화표를 살 테니까 너는 popcorn을 사. 내가 영화표를 살 테니까 나가 요신 람마 외마말로 너는 popcorn을 사. 네가로 popcorn을 사. 버버소 외라이바. 이 말로 신래 받고 지레 가마 영화표를 사라. 사라마 딴 말도 라다까비로 영화표를 살 테니까 람마 외마말로 네가 너는 popcorn을 사. 네가로 버버소 외. 이 grammar လေးကိုအဓိကတော့အလုပ်ခွဲဝေတဲ့ပုံစံလေးဒါမှမဟုတ်ခံမှန်းပြောဆိုတဲ့ခါတွေမှာသုံးပါတယ်. ဟုတ်ပြီဒီနေ့လေ့လာခဲ့တဲ့ grammar လေးကိုအနည်းချုပ်အနေနဲ့ပြန်ပြောရရင် ula technica ဆိုတဲ့ grammar လေးကိုadjective နဲ့လည်းတွဲသုံးလို့ရသလို verb တွေနဲ့လည်းတွဲသုံးလို့ရပါတယ်. အဓိကအသိထားမှာဒီ grammar လေးကိုတော့လုပ်တွေခွဲဝေတဲ့ပုံစံမျိုးဒါမှမဟုတ်ခံမှန်းပြောဆိုတဲ့ခါမျိုးမှာဒီ grammar လေးကိုသုံးပြီးတော့ပြောပါတယ်. ဒီနေ့လေ့လာခဲ့တဲ့နမူနာစာကြောင်းလေးတွေကိုကြည့်ပြီးတော့ကိုယ်တိုင်အခြား verb တွေ adjective တွေအစားထိုးပြီးတော့စာကြောင်းလေးတွေတည်ဆောက်ကြည့်ပါ. အားလုံးပဲဒီ grammar လေးကိုနားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ်. ရှင်းတာသိချင်တာရှိရင် comment မှာမှတ်ချက်ရေးသွားပေးနိုင်ပါတယ်. အားလုံးပဲနောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်. 안녕